မင်္ဂလာပါဒီ time to talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီ time to talk ရဲ့ထုံးစံအတိုင်း coffee ကွက်ဖြစ်ဖြစ်လက်ပတ်ရည်ကွက်ဖြစ်ဖြစ်ဖြုတ်ပြီးကြပြီလားဗျဖြုတ်ပြီးပြီဆိုရင်တော့ဖုန်းနံလေးကိုအနေငယ်ခြေလိုက်မယ်ကျွန်တော်တို့ရဲ့လက်ပတ်ရည်တောင်းရင် coffee တောင်းရင်စကားဝိုင်းလေးကိုစတင်လိုက်ကြရအောင်ကဲပထမဦးဆုံးကျွန်တော်တို့1964ကိုပြန်သွားကြည့်လိုက်ရအောင်အဲ့ဒီအချိန်ကဒေါက်တာညီညီဦးဆောင်တဲ့စနစ်တည်ပညာရေးဆိုပြီးတော့ပေါ်လာတယ်အဓိကအပြောင်းလဲကတက္ကသိုလ်သင်ကြားရေးဘာသာစကားကိုအင်္ဂလိပ်ကနေပြီးတော့မြန်မာစကားအဖြစ်ပြောင်းလဲလိုက်တာပဲခေါင်းစဉ်တက်ထားတာလေးကတော့လှတယ်ဗျကိုလိုနီကျွန်းပညာရေးကိုတော်လှန်ခြင်းနဲ့ကြားရတာတော့ပြုချစ်စိတ်တကြွစရာပေါ့ဒါပေမဲ့လက်တွေ့ရလက်ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကနိုင်ငံတကာပညာရေးအဆင့်အတန်းတွေနဲ့အဆက်အသွယ်ဖြစ်သွားတယ်ကမ္ဘာကသွားနေတဲ့ပညာရေးဆိုင်ရာတိုးတက်မှုတွေကိုကျွန်တော်တို့မမီတော့ဘာဖြစ်လို့လဲဆိုတော့ဘယ်ပညာရပ်ကိုပဲဖြစ်ဖြစ်မြန်မာစာနဲ့ရေးထားတာကအဲ့ဒီခင်မှာတော်တော်ကိုရှားတယ်တော်တော်ကိုရှားတာဆိုတော့တရှိတော့မရှိဘူးကျွန်တော်ထင်တယ်နောက်ထပ်တစ်ချက်ကကျွန်တော်တို့စီမှာအမြဲတမ်းဂုဏ်ယူနေကြတဲ့စာတတ်မြောက်မှုလုံးကိစ္စပေါ့နော်စီးရင်တွေကိုကြည့်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံမှာစာတတ်မြောက်မှုလုံးက90%ကျော်တယ်ဆိုတော့ကြည့်လိုက်ရင်တော့ဝမ်းသာစရာပေါ့ဒါပေမဲ့ဒီကိန်းနဲ့တွေကဘယ်ကရလဲပြောရရင်တော့ဟာတာကြီးဗျာတကောင်စီကောက်တဲ့အချိန်မှာစာဖတ်တက်လာလို့မေးတက်တယ်လို့တက်ပါတယ်လို့ဖြေလိုက်တာねအဲ့ဒီဟာလေးကစာတတ်မြောက်မှုနှုန်းကိုတိုင်းတာတဲ့အချက်တစ်ခုဖြစ်သွားတယ် self reporting ပေါ့ဗျာစာဖတ်တက်လာဖတ်တက်တယ်ဒါဆိုရင်စာတက်သွားပြီပြောရရင်တော့ဝမ်းနည်းစရာကြီးပေါ့အဲ့လိုနဲ့နေလာလိုက်တာကနေပြီးတော့2019မှာတကယ်အရေးတွေကိုသိလိုက်ရတယ်SEPLM စစ်တမ်းကိုကောက်တယ်ပေါ့နော်အဲ့ဒီမှာမြန်မာနိုင်ငံကပြစ်စမာတဲ့ကျောင်းသား89%လောက်ကစလုံးကိုတော့ဖတ်တတ်တယ်ဒါပေမဲ့ဖတ်လိုက်ရတဲ့စလုံးရင်စူလို့ရင်အနှစ်သာရကိုနားမလည်ကြဘူးပဲဒါကိုကမ္ဘာ့ဘဏ်ကဘယ်လိုပြောလဲဆိုတော့ learning poverty တဲ့သင်ယူမှုဆင်းရဲမှုတည်ခြင်းလို့တော့ခေါင်းစဉ်တက်တယ်ဘလောက်တောင်ဝမ်းနေစရာကောင်းလိုက်လဲဒါဆိုရင်မေးစရာရှိလာပြီဘာဖြစ်လို့အရေးသွေးမမီတဲ့ပညာရေးစနစ်ဖြစ်လာရတာလဲ1960နောက်ပိုင်းမှာအစိုးရကကျောင်းတွေကိုနိုင်ငံရေးလှုပ်ရှားမှုတွေကိုမလုပ်နိုင်အောင်ဆိုပြီးတော့ပထမဆုံးကဘာလုပ်ခဲ့လဲဆိုတော့ရန်ကုန်တက္ကသိုလ်ကြီးကိုခွဲပလိုက်တယ်။ဒါမှလည်းမမယ်ဒါကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့အယူဆဘလို့ခွဲလိုက်လဲဆိုတော့ဝိဇာသိပ္ပံဆိုပြီးတော့ခွဲလိုက်တယ်ဝိဇာသိပ္ပံတက္ကသိုလ်ရာစုပေါ့ဗျာကျွန်တော်တို့သိခဲ့တယ်ရာစုကရန်ကုန်တက္ကသိုလ်ပြီးသွားလို့ရှိရင်ဒီ RIT နောက်ပြီးလို့ရှိရင်စီတက္ကသိုလ်ပေါ့နော်အဲ့လိုတွေအတမွေးကညောင်းပြီးတိကျခွဲထုတ်လိုက်နောက်ပြီးလို့ရှိရင်စီဝါရေးတက္ကသိုလ်ဆိုပြီးတော့လေတိကျခွဲထုတ်လိုက်တယ်ကျောင်းသားတွေကတက္ကသိုလ်ကြီးတစ်ခုတည်းရဲ့အောက်မှာစုစည်းနေပြီးတော့
လှုပ်ရှားမှုတွေကျောင်းသားလှုပ်ရှားမှုတွေကိုဒါရိုက်ချိုးလိုက်ပြီဆိုတဲ့ပုံစံမျိုးဒါတဲ့ဆိုးတာက1988နောက်ပိုင်းမှာဖြစ်ခဲ့တာ။ဘာလဲဆိုတော့တက္ကသိုလ်တွေကိုမြို့ပြင်ထုတ်လိုက်တဲ့ကိစ္စ။ရည်ရွယ်ချက်ကတော့ပညာရေးရည်သွေးတော့မဟုတ်ပဲနဲ့ကျောင်းသားအင်အားစုမှုမရှိအောင် containment လုပ်လိုက်တာပေါ့။အဲ့ဒီမှာရလက်ကဘာဖြစ်လာလဲဆိုတော့ကျောင်းသားတွေကလက်တွေ့လုပ်ငန်းခွင်နေနဲ့ကင်းကွာသွားတယ်။ကျောင်းသားတွေကလူတွေနဲ့ကင်းကွာသွားတယ်။ကျောင်းသားတက်ပဲဖြစ်သွားတယ်။အဲဒီတော့ဘာတွေဖြစ်လာလဲဆိုတော့စာရီသမားတီဂူရီသမားတွေဖြစ်သွားတယ်။တင်ကြားမှုပုံစံကိုကျွန်တော်မပြောပါဘူး။ပြောပြတာကတီဂူရီသမားတွေဖြစ်သွားတယ်ပေါ့နော်။နောက်ပြီးတော့သူတို့ကအမျိုးသားစည်းကမ်းကိုအကြောင်းပြတယ်။လွတ်လပ်ရေးရပြီးသားခင်မှာဒီလောကီကျောင်းလို့ပြောမှာပေါ့နော်ဒီတက္ကသိုလ်ကြီးကျောင်းတွေကဇာရိတာကိုသင်ပေးနိုင်ဘူးလူငယ်တွေကိုလမ်းမရောက်တည်အောင်လုပ်တယ်ဆိုပြီးတော့ဆွဆွဲတယ်ဒါကြောင့်ကျောင်းတွေရဲ့ဝေဖန်ပိုင်းခြားနိုင်စွာ critical thinking တဲ့မိန့်နာခံမှု obedience ကိုသင်ပေးတဲ့စနစ်ကိုပုံဖော်ခဲ့တယ်အခုလက်ရှိ2021နောက်ပိုင်းချင်းကိုကြည့်ရင်တော့ NLD အစိုးရလက်ထက်ကစခဲ့တဲ့ကျောင်းသားဗဟိုပြုစနစ်တွေကပြည့်စည်သွားပြီအလို့ကျမ်းမှတ်တဲ့စနစ်ဟောင်း root learning စီကိုပဲပြန်ရောက်သွားပြီဒါကလည်းအကြီးမားဆုံးသောကြာရှုံးမှုပဲ2021ခွေးဆက်ခင်ပြီးတော့ဒီစနစ်စီပဲပြန်ရောက်တယ်သူတို့ကဒီစနစ်ပဲတော့မှာပေါ့သူတို့ဒီကိုပြန်ပြီးတော့တွန်းလှန်မှုမလုပ်နိုင်အောင်ဒီလိုပညာရေးစနစ်မျိုးကိုပဲသူတို့ကပေးမှလေဒီလိုမျိုးအနေနဲ့ပြောမယ်ဆိုရင်တော့မြန်မာပညာရေးဟာခေတ်ဆက်ဆက်မှာနိုင်ငံရေးနဲ့ဝါဒတွေရဲ့တစားကန်ဖြစ်ခဲ့ရတယ်စာတက်ယုံနဲ့ပညာနဲ့ဖြစ်မလာသလိုအမိနာကတယုံနဲ့လေနိုင်ငံသားကောင်းဆိုတာဖြစ်မလာဘူးအဲ့ဒါတွေကိုလူလိုက်ကြည့်ဖို့လိုတယ်ဒီစဝန်းတွေကရုံထွက်ဖို့ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဘာတွေပြင်ဆင်ရမလဲဆိုတာကိုဆက်ပြီးတော့ဆွေးနွေးရမယ်အကြောင်းအရာတစ်ခုပေါ့နော်ဒါပေမဲ့အဓိကကြဆုံးအကြောင်းအရာကတော့လက်ရှိနိုင်ငံရဲ့အာဏာကိုကင်ဆွဲထားတဲ့သူတွေမရှိမှကျွန်တော်တို့ဟာပညာရေးစနစ်ကိုပြန်ပြီးတော့လမ်းကြောင်းမှမဟုတ်ဘူးရအောင်လုပ်နိုင်မယ်။ကဲနားလည်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အပီဆိုဒ်တွေမှာတွေ့ကြတာပေါ့။အားလုံးပဲဘေးကင်းကြပါစေ။အနေရဲ့မျိုးမျိုးမှာကင်းဝေးကြပါစေ။